ဒီညာပြောမဲ့ဇာလန်းလေးကတင်းငိုင်းကြောင်းလဲမဟုတ်ဘူးဝိညာဉ်နေကြောင်းလဲမဟုတ်ဘူးနတ်စင်ကြောင်းလဲမဟုတ်ဘူးဒါပေမဲ့လွန်ခဲ့တဲ့3ရက်လောက်ကတေပြီးသားလူတယောက်ကကို live လွှင့်နေတော့မှ comment လာပေးမယ်ဆိုရင်ခင်ဗျားတို့အဲ့ဒီ live ကို set လွှင့်ရသေးလားဇာလန်းလေးရဲ့အစားကတော့ horror content creator တယောက်ဖြစ်တဲ့ကျော်ဖြိုးဆိုတဲ့ကောင်လေးတယောက်ကနေစရမှာပဲဖြစ်ပါတယ်။သူက follower 3 သိန်းကျော်ရှိတယ်။တညမှာတော့သူက challenge တစ်ခုအနေနဲ့စွန့်ပစ်ထားတဲ့အထက်မြင့်တိုက်ဟောင်းလေးကနေ live လွှင့်ဖို့ကိစ္စရှိလာပါတယ်။ live စပြီးတော့7 မိနစ်လောက်ထိရတော့အားလုံးကပုံမှန်ပဲ။ viewer တွေလည်းတဖြည်းဖြည်းတက်တယ်။ comment တွေလည်း direct ဝင်တယ်။ဒါမဲ့အကောင့်တစ်ခုက comment ရေးလိုက်တယ်။နောက်လှည့်မကြည့်နဲ့။ကျော်ဖြိုးကရေးလိုက်တယ်။ဟာတာလုံနေတာပေါ့ဟုတ်လား။ဒါမဲ့နောက်ထပ် comment ထပ်တက်လာတယ်။ဘယ်ဘက် brand ပေါက်ကိုမကြည့်နဲ့။ခင်ဗျားတို့စတာလေးတွေကတော့တက်ညီလက်ညီပါလားနော်လို့သူကပြန်ပြီးတော့ပြောပြလိုက်တယ်။ဒါပေမဲ့သူ့ viewer တွေက reply ရေးလာတယ်ထပ်ပြီးတော့ဟာငါလည်းမြင်နေအဖြူအောင်တစ်ခုသူ့နောက်မှာရှိနေတယ်။ကျော်ဖြိုးအိတ်ဆက်သွားတယ်။သူ့ live screen ကိုသူပြန်ကြည့်လိုက်တယ်။ကင်မရာထဲမှာသူ့နောက်ကမှန်ခွဲရှိမှာအရေးတစ်ခုခဏလေးပေါ်သွားတယ်။ဖြတ်ခနေပဲ။သူချက်ချင်းလှည့်ကြည့်လိုက်တယ်။ဘာမှမရှိဘူး။အဲ့ဒီအချိန်မှာအစောပိုင်းက comment ပေးနေတဲ့အကောင့်ကိုနှိပ်ကြည့်လိုက်တယ်။ profile picture အနက်ရောင် post ကတခုတည်းတင်ထားတယ်။ကျွန်တော်ဒီတိုက်ထဲမှာလွန်ခဲ့တဲ့3ရက်ကတည်ဆုံးခဲ့ပါတယ်။တင်ထားတဲ့ရက်စွဲရလဲလွန်ခဲ့တဲ့3ရက်ကပဲ။ကျော်ဖြိုးအဲ့ဒီ post ကိုဖတ်နေတော့ live comment တခုထပ်တက်လာတယ်။ငါက comment ရေးနေတာမဟုတ်ဘူး။ရင်ခုန်တဲ့နေတုံးတုံးမြန်လာတယ်။ဒါဆိုဒီ comment ကိုဘယ်သူရေးနေတာလဲ။ viewer တွေအများကြီးတက်လာတယ်။8000 1000ခွဲ3000 2000ဒါပေမဲ့ comment ရေးနေတာကလူတစ်ယောက်တည်းပဲ။အကောင့်နာမည်က let's see 17:48 PM နဲ့ကျော်ဖြိုးဟာသားလို့ဖို့ကြိုးစားတယ်။အကို troll မလုပ်ပါနဲ့ဗျာ။ချက်ချင်း reply ပြန်လာတယ်။ငါ troll မဟုတ်ဘူး။ရုပ်တရက် live ထဲမှာ music ကသူ့အတန်အောင်ဖမ်းမိတယ်။ဒါမဲ့သူမပြောတဲ့စကားတစ်ခွန်းထွက်လာတယ်။အပေါ်ဓာတ်ကိုတက်လာခဲ့။ကျော်ဖြိုးချက်ချင်းပါးစပ်ပိတ်လိုက်တယ်။သူအဲ့ဒီစကားလုံးဝမပြောခဲ့ဘူး။သူ့ live ကိုကြည့်နေတဲ့ viewer တွေကလည်း comment ရေးတယ်။ဟာကိုယ်တိုင်ပြောပြီးမသိဘူးလား။ replay ပြန်ဖွင့်ကြည့်။ကျော်ဖြိုးသူ့မှာရှိတဲ့အခြားဖုန်းတစ်လုံးနဲ့ replay ပြန်ဖွင့်ကြည့်လိုက်တယ်။ဗီဒီယိုထဲမှာသူ့နှကမ်းမလုပ်ဘူး။ဒါမဲ့သူ့အတန်ကရှင်းရှင်းလင်းလင်းထွက်နေတယ်။ဖုန်း screen ပေါ်မှာ notification တက်လာတယ်။ face recognition detected ကျော်ဖြိုးနှိပ်ကြည့်လိုက်တယ်။ live stream နဲ့မှာမျက်နှာတစ်ခုနှစ်ခုတွေ့ထားတယ်။တစ်ခုကသူနောက်တစ်ခုက face not identify နဲ့သူကင်မရာကိုတဖြည်းဖြည်းချင်းလှည့်လိုက်တယ်။တိုက်ဟောင်းရဲ့အဆုံးဘက်အမောင်ထဲမှာလူတစ်ယောက်ရက်နေတယ်။ဒီတစ်ခါ viewer တွေလည်းအားလုံးမြင်တယ်။ comment တွေလည်းတပြိုင်နက်တက်လာတယ်။မပြေးနဲ့မင်းနောက်လည်းမကြည့်နဲ့နော် live ကိုမပိတ်လိုက်နဲ့စားတဲ့ comment တွေအများကြီးတက်လာတယ်။ကျော်ဖြိုးအသက်ပြင်းပြင်းရှူလိုက်တယ်။သူ flashlight ကိုဖွင့်ပြီးတော့အဲ့ဒီလိုရှိတဲ့နေရာကိုရှောက်သွားတယ်။တစ်လမ်းနှစ်လမ်းသုံးလမ်းအနားရောက်တော့ဘယ်သူမှလည်းမရှိဘူး။ဒါပေမဲ့မြေကြီးပေါ်မှာဖုန်းတစ်လုံးကျနေတယ်။ screen ကကွဲနေတယ်။ battery က 2%သူဖုန်းကိုဖွင့်လိုက်တယ်။ lock screen မှာဟောပေးပါတပုံကျော်ဖြိုးရင်တုံသွားတယ်။အဲ့ဒီပုံကသူအခု live လွှင့်နေတဲ့နေရာကိုအပေါ်စီးကနေရိုက်ထားတဲ့ပုံပြီးတော့ဟောပေးပါအောက်မှာစာတစ်ကြောင်းနောက်လူကမင်းအဲ့ဒီအချိန်ကျော်ဖြိုးရဲ့ live screen ရုပ်တင်မဲသွားတယ်။ဘေးကအတန်လဲငါ့ကိုဘယ်သူပြောတာလဲပေါ့
အဲ့ဒီအချိန်မှာပဲ viewer တွေကလည်း98,432 ယောက်ရှိနေတော့မယ်ဒါမဲ့အတန်းတန်နဲ့ထွက်နေတယ်မင်းတို့အခုသူ့နောက်မှာရက်နေတဲ့လူကိုမြင်ကြလားတဲ့ live screen ကရုပ်တဲ့အနဲ့ရောင်ဖြစ်သွားတယ်ဒါမဲ့အတန်းမပြတ်သေးဘူး viewer တွေ comment တွေ result တက်လာတယ်သူ့နောက်မှာလူတစ်ယောက်ရက်နေတယ်ကျော်ဖြိုးဖုန်း screen ကိုပြန်ကြည့်တယ်သူ့ဖုန်းမှာ camera preview အနဲ့ရောင်ပဲဒါပေမဲ့ live chat ကဇက်တိုက်လှုပ်ရှားနေတယ် viewer တွေတယောက်ပြီးတယောက်တူညီတဲ့ comment ရေးလာကြတယ်နောက်လည်းမကြည့်နဲ့ကျော်ဖြိုးဒီတစ်ခါတော့မနေနိုင်တော့ဘူးသူဖြည်းဖြည်းချင်းနောက်ကိုလှည့်ကြည့်လိုက်တယ်သူမှလည်းမရှိပါဘူးသူတပြင်းချလိုက်မိတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာ notification တက်လာတယ် recording set successfully တဲ့သူအံ့ဩသွားတယ် live ကမဲနေတော့ဘလို့လို့ recording set ဖြစ်မှာလဲသူဗီဒီယိုပြန်ဖွင့်လိုက်တယ်အစားပိုင်းအကုန်လုံးပုံမှန်ပဲဒါပေမဲ့23မိနစ်နဲ့18စက္ကန့်ရောက်တော့သူရင်နေအိတ်ဆက်သွားတယ်ဗီဒီယိုထဲမှာကြော်ဖြိုးကကင်မရာကိုကြည့်ပြီးရက်နေတယ်သူ့နောက်မှာဘလို့မှမရှိဘူးဒါမဲ့မှန်ကွဲကြီးထဲမှာနောက်ထပ်ကြော်ဖြိုးတစ်ယောက်ရက်နေတယ်မှန်နဲ့ကကြော်ဖြိုးကကင်မရာကိုမကြည့်ဘူးသူကအစ်စ်ကြော်ဖြိုးရဲ့နောက်ကျောကိုကြည့်နေတာပြီးတော့ဖြည်းဖြည်းချင်းပြောင်းလိုက်တယ်ဗီဒီယိုရဲ့နောက်ဆုံး5စက္ကန့်မှာအတန်တန်ထွက်လာတယ်ကြော်ဖြိုးရဲ့အတန်ပဲဒါမဲ့သူမပြောခဲ့တဲ့စကားဝင်လာလို့ရပြီနောက်တနေ့အဲ့ဒီ live ကလေးဟာတညရဲနဲ့ view 3 သန်းကျော်သွားတယ်လူတိုင်းကဒါလောက်ချင်ဖန်တီးထားတာပါကွာဒါ marketing ပဲဒါလူကြီးများကိုရှောက်ပြီးတော့သူတို့ edit လုပ်ပြီးလုပ်တာပါသူတို့တွေဒါတဖွဲရဲပေါင်းကြံတာဒီလိုတွေပြောကြပေမဲ့ဗီဒီယိုနှစ်ချက်နဲ့အဆုံးထိနားထောင်တဲ့ view ကတချို့က comment တစ်မျိုးနဲ့ရေးလာတယ်နောက်ဆုံး3စက္ကန့်မှာကျွန်တော်နာမည်တယောက်ယောက်ခေါ်သွားတယ်3ရက်အတွင်းအဲ့ဒီ comment ရေးတဲ့အကောင့်ကိုအလုံးမလုပ်တော့ဘူးသူတို့က social media မှာ online မဖြစ်တော့ဘူးဘယ်ရောက်သွားလဲဘယ်မှာလဲဆိုတာလည်းဘယ်သူမှမသိကြတော့ဘူးတပတ်ကြာတဲ့အခါမှာတော့ကျော်ဖြိုးရဲ့ channel မှာ live အသစ်တက်လာတယ် live now viewer 3 သိန်းကျော်ဝင်ကြည့်နေတယ်ဒါမဲ့ကျော်ဖြိုးကလွန်ခဲ့တဲ့တပတ်ကလေးကပျောက်ဆုံးနေတဲ့လူဖြစ်ပြီးတော့ရက်တက်ဖွဲ့ရလဲလိုက်ရှာနေရစေလေဒါဆို live ကိုဘယ်သူလွှင့်နေရလဲscreen ထဲမှာအမောင်ခန်းတစ်ခုအတန်တိုးတိုးလေးထွက်လာတယ် comment တစ်ချောင်းရေးခဲ့ပါမင်းနောက်တစ်ယောက်ဖြစ်နိုင်တယ်တဲ့တချို့ဗီဒီယိုတွေကိုကြည့်ပြီးရင်အဲ့ဒီဗီဒီယိုပိတ်လိုက်တိုင်းလည်းပြီးသွားတာမဟုတ်ဘူးတချို့ live တွေကလည်းကိုကြည့်နေတယ်လို့ထင်ရပေမဲ့တကယ်တော့မင်းတို့ကိုပြန်ကြည့်နေတဲ့အရာတစ်ခုရှိနေနိုင်တယ်ဆိုတာကိုလည်းမမေ့ပါနဲ့နော်ကဲမိတ်ဆွေတို့ကြီးဇလန်းလေးကတော့ဒါလေးပါပဲညဘက်အိတ်ခါနီးလေးမှာကိုကအကယ်၍မြန် live တစ်ခုခုကိုကြည့်နေတယ်ဆိုရင်တော့နောက်ဘက်ကိုလုံးဝလှည့်မကြည့်မိပါစေနဲ့နော်မင်္ဂလာရှိသောအေးချမ်းသောညချမ်းလေးဖြစ်ပါစေရှင်